အားလုံးမင်္ဂလာပါဗျာကျွန်တော်ကျော်စိုးပါဒီနေ့ကတော့ခင်ဗျားတို့ကျွန်တော်အသေးကွဲတဲ့နေ့ပဲဗျအဲ့ဒါကတော့မြန်မာမျိုးသမီးအသင်းအုပ်စုကလည်းပြုတ်သွားတယ်ဒီကနေ့ညနေပိုင်းမှာမြန်မာနဲ့ BNN အသင်းတို့ကန်တယ်ခင်ဗျားတို့လည်းကြည်ပြီးသွားပြီကျွန်တော်လည်းကြည်ပြီးသွားပြီမြန်မာက BNN ကိုတူးကြီးနဲ့ရှုံးတယ်ရှုံးတော့အုပ်စုကလည်းပြုတ်သွားတယ်အုပ်စုကလည်းပြုတ်တော့ကျွန်တော်တို့ရဲ့ရွှေအောင်အိမ်မက်တွေရက်သွားပြီအိမ်ပြန်လာဖို့ပဲရှိတော့တယ်ရန်ကုန်ပြန်လာဖို့ပဲရှိတော့တယ်တော်တော်လေးတော့ဗျာခံစားရတော့ဗျာနော်အဲ့လိုရှိအောင်အဲ့မှာကျွန်တော်ပို့ပြီးတော့ဒီစိတ်မကောင်းဖြစ်စရာကောင်းတာကဒီမြန်မာနဲ့ BNN အသင်းကိုလာပြီးတော့အပေးတဲ့ထိုင်းအောင်မြန်မာတွေပေါ့ထိုင်းအောင်မြန်မာတွေတချို့ဆိုရင်အမှာကျွန်တော်တို့ငိုသွားတဲ့ငိုနေတဲ့ကွင်းထဲမှာရှုံးသွားလို့ကွင်းထဲမှာငိုတဲ့မြန်မာပြည်သက်တယ်မနေဘူးပဲဗျာမနေဘူးပဲတကွင်းလုံးကလည်းမြန်မာဟိဆိုတဲ့အတန်လည်းကွင်းလုံးညံပဲဗျာနော်ဒီကနေ့ကတော်တော်ကြီးကိုဒီမြန်မာနဲ့ BNN တို့တော်တော်ကြီးကိုလာပြီးအားပေးတဲ့မြန်မာပြည်သက်တယ်မနေဘူးဗျာဒီလူတွေကဟိုကျွန်တော်တို့ဒီမြန်မာဘောလုံးအားကစားကိုချစ်တယ်ဒီ player တွေကိုချစ်တယ်ပြီးကျွန်တော်နိုင်ငံတော်ချစ်တယ်ချစ်တော့လာအားပေးကြတယ်ဗျာမြန်မာဟိဆိုတဲ့အတန်တွေကွင်းထဲမှာညံရပဲတိုးတော်လည်းပဲကျွန်တော်တို့အုပ်စုပြုတ်ပြီးတော့အိမ်ပြန်လာတော့ဗျာဒါတော့ဒီလိုအခြေအနေရှိတာပေါ့ဒီနေ့ရဲ့အခြေအနေနဲ့ပတ်သက်ရင်တော်တော်လေးအောင်ကျွန်တော်တို့သတင်းပြောရတာတော်တော်လေးအောင်တက်ကြွမရှိတဲ့အနေအထားဖြစ်သွားတယ်ကျွန်တော်လည်းတောက်လျှောက်ကြည့်ရဗျာအဲ့တော့ဗျာဘာဖြစ်ဒီအခြေအနေမှာတာဝန်ခံမှာကျွန်တော်နီးပြပါဗျာနီးပြပါဗျာကျွန်တော်တို့ဒီမြန်မာအဲ့နီးပြပါဗျာဒီနောက်ဆုံးအခြေအနေကြရင်ကျွန်တော်တို့တကယ်ဂျင်းနဲ့ချက်တယ်ကျွန်တော်ဖိုက်ရတော့မယ်ဆိုရင်ကြိုးအကြောင်လေးလောက်တာကြိုးအကြောင်လေးလောက်ပြီးအဲ့မှာလည်းပွဲပြီးသွားတယ်ဗျာတော်တော်ဆိုးတယ်ဗျာနော်ဒီပွဲကကျွန်တော်အင်အားပြည့်သုံးရမယ်ပွဲတွေဗျာအဲ့ဒါကိုသွားပြီးတော့ဒီခန့်စင်းနဲ့သွားပိတ်ဆော့တယ်ထင်ပါတယ်ဗျာဒီဘောလုံးကိုနားလိုက်တော့ပူသိပါအောင်ဗျာခန့်စင်းနဲ့ပိတ်ဆော့ရတယ်ထင်ပါတယ်အကုန်လုံးဘာမှလုပ်မရဘူးဗျာကစားကွက်တွေလည်းပြောက်ကွာတော့တော်တော်ကွာပါတယ်တော်တော်ကွာတယ်တော့လည်းကြည်သွားပြီဗျာအဓိကတော့တောင်ကမ်းမှာနီးကြပါပဲတချို့နိုင်ငံတွေဆိုဒါဆိုရင်ဟိုလောက်လိုက်ပြီမနာပေးပြီးထုတ်ပလိုက်ပြီအဓိကနီးကြပါဒီနီးပြတဲ့လို့တော့ဒီပုံစံပဲထွက်မယ်နဲ့ထင်ပါတယ်ဗျာဒါတော့ထားပါလို့ဒါတော့အားကစားကိစ္စဆိုကျွန်တော်လည်းဒီအားကစားနဲ့ပတ်သက်ရင်ကျွန်တော်လည်းသိကျွမ်းကျင်တာမဟုတ်ဒါကျွန်တော်ကပြည်သက်တယောက်အနေနဲ့ပဲကျွန်တော်ပြောရလို့ပဲနားလည်ပေးကြပါကျွန်တော်တို့ဒီနီးပြကိုမကြိုက်ဘူးဗျာလုံးမဲအလုပ်ကိုပြက်ပြက်သားသားမလုပ်ဗျာကျွန်တော်ဂျင်းနဲ့ချက်ထဲရောက်ကျွန်တော်တို့အလုပ်တွေပြက်ပြက်သားသားလုပ်အောင်ဗျာလုပ်မှလားမလုပ်တော့ဒါပဲရှိတော့တယ်ဒါပဲရှိတော့တယ်ဗျာခင်ဗျာဒီဟာရှုံးရင်ဒီအုပ်စုကပြုတ်မရအောင်ဗျာခင်ဗျာရှိတဲ့အိမ်ကထုတ်တုံးပြီးချရတော့ဗျာဘာလို့ဒီခန့်စစ်တွေလုပ်နေလဲမသိဗျာတော်တော်ဆိုးတယ်ဗျာတော်ဆိုးတယ်ဒါတော့မြန်မာအမျိုးသမီးဘောလုံးအသင်းပေါ့ဗျာအမျိုးသားအသင်းဆိုလည်းအားရစရာမရှိဘူးဘောလုံးသမားတွေကဟိုဟာနဲ့တူတယ်အားကစားသမားနဲ့မတူပဲဂျင်းထရိနာနဲ့သွားတူတယ်အဲ့ကိစ္စတော့မပြောတော့ဗျာထားတော့အမျိုးသမီးအသင်းကတော်လေးဟိုခံစားရတယ်ပေါ့နော်ကျွန်တော်တကယ်ဟိုအလိုက်ရိုက်တော့အားပေးခဲ့ကြတာပါကျွန်တော်တွေမဟုတ်ပါဘူးဒါကကျွန်တော်ထိုင်းရောက်မြန်မာတွေလည်းအများကြီးအားပေးကြတယ်ပြီးကျွန်တော်တို့ကျွန်တော်မိတ်ဆွေတွေအားလုံးကလည်းဒီ TV ကနေကြည့်ကြတယ်ပြီးကျွန်တော် YouTube တို့ Facebook တို့စတဲ့ဒီပြီးကျွန်တော်တို့ app တွေကနေကြည့်ကြတယ်ပြီး radio ကနေနားထောင်တဲ့အဖွဲ့တွေလည်းရှိတယ်အားလုံးခင်ဗျားတို့ကျိုးတို့အားလုံးအတူတူပဲတစ်စိရဲ့တဝက်နဲ့ပဲအကုန်လုံးဒီကနေ့အသေးကွဲကြတာပဲနောက်ဆုံးဘသူဆဲလဲဆိုတော့နီးပြပဲဆဲတာပဲနီးပြနဲ့ရေးကြည့်တာဟုတ်အင်အားမရှိလို့ရှုံးတယ်ဆိုတော့ထားဗျာကို့မှလည်းကို့အင်အားကြီးတယ်အဲ့အင်အားပြည့်မတော့ဘူးတော့ဘယ်အတွက်ခြံထားလဲတော့မသိဘူးဗျာနော်မသိဘူးအဲ့တော့ဒီဟာနဲ့ပတ်သက်တောင်းခံမှနီးပြပါပဲ